မင်္ဂလာပါကျွန်တော်ထွန်းထွန်းလိုက်ပါဒီကနေ့မှာတော့ကျွန်တော်မြန်မာသတင်းတစ်ပုဒ်ကိုပြည်သူများအတွက်တင်ဆက်ပေးခြင်းပါတယ်ဒါကဘာလဲဆိုတော့ဒါကျွန်တော်တို့တွေမနေ့ကမြန်မာ National League နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်ခန်းနာတစ်ခုလုပ်တယ်အဲ့ဒီခန်းနာမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့ယာတီသစ် National League အတွက်ကျွန်တော် logo ပြောင်းသွားတဲ့အကြောင်းအရာတွေဒါကျွန်တော်စိတ်ဝင်စားတဲ့ဟာတွေเนาะ logo ပြောင်းသွားတဲ့အကြောင်းအရာတွေနောက်ပြီးတော့စုချေးကိစ္စတွေစုံနေတာပေါ့เนาะအဲ့ဒီထဲမှာကျွန်တော်ကြိုက်တဲ့အကြောင်းအရာတွေကိုပြည်သူများထံပြန်ပြီးတော့ဝေမျှပေးခြင်းပါတယ်တီးပြီးသားသူတွေလည်းရှိတယ်မသိသေးတဲ့သူတွေလည်းရှိတယ်အဲ့တော့ကျွန်တော်အမြင်ကိုကျွန်တော်ပြည်သက်များအတွက်တင်ဆက်ပေးခြင်းပဲဖြစ်ပါတယ်မကြခင်မှာ National League ကလည်းပြန်စတော့မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တွေဒီသတင်းကိုပြန်ကြည့်ပြီးတော့ကျွန်တော်အကြောင်းအရာတွေပြန်ပြီးတော့ခွဲခြမ်းစိတ်ဖြာလိုက်မယ်ပေါ့နော်အဲ့တော့မြန်မာ National League အတွက်ကအမှတ်တစိတ်ပြောင်းတာကအဲ့ဒါထက်ပိုပြီးတော့ League ရဲ့ professionalism ပေါ့နော်အဲ့ဒီကနေတစ်စစ်တိုးမြင့်လိုက်တယ်ဆိုတဲ့အချက်ကိုကျွန်တော်တွေ့ရမှာကိုပြောချင်တယ်ပေါ့နော်အထူးသဖြင့်တော့အဲ့ဒီမှာကျွန်တော်မြင်မိတဲ့အချက်တွေရှိပါတယ်ပထမဆုံးကတော့ဒါဘာလဲဆိုတော့ကျောင်းရရှိတယ်ဒါစုချေးတိုးတာကစားသမားတွေအတွက်အားကောင်းစေတဲ့ဒါ intensive တစ်ခုကိုကျွန်တော်တို့ဖြစ်လာစေမဲ့အပိုင်းကိုကျွန်တော်မြင်ရတယ်ပေါ့နော်ဒါကျွန်တော်မြင်တဲ့အပိုင်းကိုပြောတာเนาะနောက်ပြီးတော့ M League Champion အတွက်ဒါ ranking subsidy เนาะတိုးမြင့်တာနောက်ပြီးတော့တပွဲချင်းစီနောက်ပြီးတော့အကောင်းဆုံးကစားသမားစုကို3သိန်းကနေပြီးတော့10သိန်းထိတိုးမြင့်ပေးတာတွေနောက်တရားသည်ကိုသွင်းအများဆုံးစုကို350ကနေ300တိုးမြင့်ပေးတာတွေတော်တော်ကိုကောင်းမွန်တဲ့အပြောင်းလဲတွေဖြစ်ကျွန်တော်ကတော့ welcome ဖြစ်ကြိုးဆိုပါတယ်ဒါကျွန်တော်မြင်တဲ့အချက်ကိုပဲကျွန်တော်တီးတန့်ပြောတာเนาะပြီးတော့ဒါကဘာလို့ဖြစ်စေလဲဆိုတော့ကစားသမားတွေကိုစိတ်သက်ခွန်အားတိုးစေတယ်ပွဲတိုင်း performance ပိုကောင်းအောင်လို့စ조사စေခြင်းနဲ့စိတ်ဖြစ်ပေါ်စေတယ်နောက်ပြီးတော့ goal တွေ assist တွေ individual performance တွေအပြင်နောက်ပြီးတော့ motivation တွေရှိလာမယ်ဆိုတဲ့အချက်ကလည်းကျွန်တော်တို့ဒီရာသီသစ်မြန်မာ National League မှာကျွန်တော်တို့မြင်ရမယ် M League ပေါ့ဗျာเนาะ M League မှာကျွန်တော်တို့မြင်ရမယ်ပြည်တွင်းကစားသမားတွေ League ကို professional career တစ်ခုဖြစ်ပို့ပြီးတော့မြင်နိုင်လိမ့်မယ်ဒီဘိုင်းတွေကိုကျွန်တော်တို့တွေတွေ့ရှိရမှာပဲဖြစ်ပါတယ်ဒါပေမဲ့တစ်ခုရှိတယ်ဒီနေရာမှာပြောစရာဘာရှိလဲဆိုတော့စုချေးတိုးတာတစ်ခုတည်းနဲ့တော့ League ဆင့်ကတက်ဖို့ဆိုတာတော့သိတော့ဖြစ်နိုင်သေးဘူးအဲ့တော့လာစားတွေ training facility တွေเนาะ medical support တွေနောက်ပြီးတော့ pitch quality တွေရှိမယ်ပြီးလို့ရှိရင် youth development တွေပါတပြိုင်တည်းတိုးတက်ဖို့အတွက်တော့လိုအပ်ပါတယ်ဒါတွေကိုလည်းပဲကျွန်တော်တို့တွေ improve ဖြစ်အောင်လို့သွားနိုင်မှသာလဲ okay ပါလိမ့်မယ်ဟုတ်ပြီနောက်တစ်ခုထပ်ပြီးတော့ပြောစရာရှိတယ်ကျွန်တော်မြင်တဲ့အချက်ပါဒါကဘာလဲဆိုတော့ club license ပေါ့ club license ရယ်ပြီးသွားလို့ရှိရင် scouting ကိုဒါအလေးထားလာတာကအရေးကြီးဆုံးအချက်လို့တော့ကျွန်တော်မြင်မိတယ်ပေါ့အဲ့တော့ဥစ္စာတော့ပြောသွားတဲ့အထဲမှာပါတယ် club license criteria လိုက်နာဖို့နောက်ပြီးတော့scouting အဖွဲ့ဝင်တွေထားဖို့ဆိုတဲ့အချက်ကိုကျွန်တော်ကတော့ဒီသတင်းထဲမှာအရေးကြီးဆုံးတွေကတစ်ခုလို့တော့ကျွန်တော်ကမြင်မိတယ်ပေါ့နော်ဥပမာကျွန်တော်တို့မြန်မာ club တွေကစားသမားရှာဖွေတဲ့စနစ်ကိုပို့ပြီးတော့ professional ဆန်လာခဲ့အောင်လုပ်နိုင်ခဲ့မယ်ဆိုလို့ရှိရင်ပို့ပြီးတော့ဒါကျွန်တော်တို့ဘောလုံးစစ်တန်းတွေမြင့်တက်လာမယ့်အနေအထားတွေမျိုးဆက်သစ်တွေအများကြီးပဲကျွန်တော်တို့တွေမြင်ရမယ်ရလာမယ်နော် club အသင်းတွေအတွက်ကောနိုင်ငံအသင်းအတွက်ကောအများကြီး support ဖြစ်မဲ့အပိုင်းတွေကျွန်တော်တို့တွေ့ရမှာပါဥပမာအနေနဲ့ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ဒါ academy ပြီးသွားလို့ရှိရင် scouting U15 U17 U20 နောက်ပြီးတော့ကျွန်တော်တို့ senior ဒါမြန်မာ national first team ပေါ့နော်အဲ့တော့အဲ့လမ်းကြောင်းကိုတိစောက်နိုင်ရင်နောက်ပိုင်းမှာနိုင်ငံခြားသားကစားသမားတွေကိုဒါအားကိုးနေရတဲ့အပိုင်းထက်ပို့ပြီးတော့ကိုယ်နိုင်ငံသားတွေကတဲလိုက်ကိုယ်တိုင်မွေးထုတ်နိုင်တဲ့ league ဖြစ်ကျွန်တော်တို့တွေတိုးတက်လာနိုင်မဲ့အပိုင်းတွေရှိတယ်အိမ်မက်ကတော့ချက်ချင်းအကောင့်တွေပေါ်ဖို့ဆိုတာတော့မလွယ်ဘူးဒါပေမဲ့ကျွန်တော်တို့တွေဖြည်းဖြည်းချင်းသွားနေတယ်သွားနေတာကိုထပ်ပြီးတော့မြန်အောင်လို့ကျွန်တော်တို့ထပ်စူးစမ်းစေချင်တဲ့စေတနာပါကဲနောက်တစ်ခုဘာတွေရှိသေးလဲဆိုတော့ကျွန်တော်တို့လုတ်ပွဲကစားတဲ့ပြဿနာပေါ့နော် match facing ကိုတင်းတင်းကြပ်ကြပ်ကင်တွယ်မယ်ဆိုတာအလွန်ကောင်းတဲ့ signal ပါဒီချက်ကိုလည်းကျွန်တော် appreciate လုပ်တယ် welcome ပါဒီချက်ကလည်းပြည်သက်တွေအတွက်ပို့ပြီးတော့အရေးကြီးတယ်လူဒါပြောလို့ရှိရင်တော့ဒီတစ်ခုရဲ့အရေးသွေးတိုးတက်ဖို့အတွက်ကဒါကွင်းထဲကရလက်ကိုယုံကြည်လို့ရမရနော်နောက်ပြီးတော့တခြားအကြောင်းအရာတွေဘယ်ဟာတွေနဲ့တိုင်းတာတာကျွန်တော်တို့က result ကတော့ပွဲတစ်ပွဲမှာတော့အရေးကြီးဆုံးပဲဒါကြောင့် match facing နောက်ပြီးတော့ betting တွေဒီဟာတွေအားလုံးကိုကျွန်တော်တင်းကျပ်တဲ့စီကံစီးမြင့်နဲ့ကင်တွယ်မဲ့အရေးယူမှုတွေကိုပွင့်လင်းမြင်သာစွာနဲ့ဆောင်ရွက်မယ်ဆိုလို့ရှိရင် Emily ရဲ့ယုံကြည်မှုကတော့တော်တော်ကြီးကိုမြင့်တက်သွားစေနိုင်မယ့်အချက်လို့တော့ကျွန်တော်မြင်တယ်ပြီးခဲ့တဲ့နှစ်တွေမှာအတန်တွေအများကြီးထွက်တဲ့ကိစ္စတွေလည်းရှိခဲ့ပါတယ်ပြည်သက်တွေလည်းကျွန်တော်မပြောလဲအားလုံးသိပြီးသားဖြစ်မှာပါအဲ့တော့ကျွန်တော်ကတော့ကျွန်တော်လိုချင်တဲ့အနေအထားလေးတွေပြည်သက်ကိုကျွန်တော်တင်ဆက်တာပါဒါလေးတွေကိုလည်းပွင့်လင်းမြင်သာစွာနဲ့အရေးယူဖို့လုပ်နိုင်မယ်ဆိုရင်တော့ပိုကောင်းပြီးတော့ပိုထိရောက်မယ့်အနေအထားလေးတစ်ချက်ရှိတယ်ပြီးသွားလို့ရှိရင်တော့ကျွန်တော်ထပ်မြင်တဲ့အပိုင်းရှိပါတယ်ဒါပါလဲဆိုတော့ကျွန်တော် U15 girl league ပေါ့နော်နောက်ပြီးတော့ school football ကနေပြီးတော့ရေရှည်အတွက်တော်တော်လေးကိုအရေးကြီးတယ်ဆိုတဲ့အပိုင်းလဲကျွန်တော်ထည့်ပြီးတော့ပြောပြစီဒီနေ့အတွင်းမှာ U14 school football နဲ့ U15 girl league စတင်နိုင်မှုစ조사နေတယ်ဆိုတာကလက်ရှိ league ရဲ့အောင်မြင်မှုတဲ့အနာဂတ်မျိုးဆက်ကိုကျွန်တော်စတင်စဉ်းစားလာတဲ့
အချက်မျိုးစေ့ချတဲ့အချက်လို့တော့ကျွန်တော်ကတော့မြင်မိတယ်ပေါ့နော်အဲထပ်ပြီးတော့ကျွန်တော်ပြောစရာရှိတာကဂဲလီကိုတေချာတိဆောက်နိုင်ရင်မြန်မာအမျိုးသမီးဘောလုံးလောကအတွက်တဲလန့်ပူးတွေပို့ပြီးတော့ကျဲလောင်လာလိမ့်မယ်ပို့ပြီးတော့ကျဲပြန့်လာလိမ့်မယ်ဆိုတဲ့အချက်ကိုလည်းကျွန်တော်သဘောကျတယ်ဒါတွေကကျွန်တော်လက်တွေ့မှာတကယ်လို့ရင်တကယ်ဖြစ်မဲ့အနေအထားတွေပါပြီးတော့ရင်တော့ကျွန်တော်တို့ logo အသစ်ကဒါ marketing အတွက်မဟုတ်ဘဲနဲ့ Lee ရဲ့ identity အတွက်လည်းဖြစ်ရမယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်ထည့်ပြီးတော့ပြောချင်တယ် Emily logo အသစ်ကိုမိတ်ဆက်တာကျွန်တော်တို့အတွက် rebranding တစ်ခုရဲ့အစလို့တော့ကျွန်တော်ကတော့မြင်မိတယ်ပေါ့နော်ဒါပေမဲ့ logo အသစ်ကောင်းရုံနဲ့တော့အရာကတော့မလုံလောက်ဘူးဆိုတာကတော့ကျွန်တော်ဒီနေရာမှာထည့်ပြောစရာရှိတယ်ဘာကြောင့်လဲဆိုတော့ logo အသစ်ပြီးသွားလို့ရှိရင် broadcast quality social media match day experience ပြီးသွားရင်ထပ်ပါရှိသေးတယ်ဆိုတော့ club branding တွေနောက်ပြီးတော့လို့ရှိရင် sponsorship တွေနောက်ပြီးတော့ fan engagement တွေဒီဟာတွေအားလုံးဘယ်လိုပြောရလဲတပေါင်းတစ်စီးတည်း okay သွားနိုင်မဲ့အနေအထားတွေကိုလှုပ်ဆောင်နိုင်မယ်ဖော်ဆောင်နိုင်မယ်ဆိုရင်တော့ share ဖြစ်ပြီးကဲအဲ့ဒီအရာအလုံးတွေကိုတစ်ခုတည်းသော brand identity ဖြစ်ချစ်စိတ်နိုင်မယ်ဆိုလို့ရှိရင် Emily ကဘာဖြစ်လာနိုင်လဲဆိုတော့မြန်မာမှာဒီကျွန်တော်တို့မြန်မာမှာပေါ့နော်မြန်မာမှာဆိုလို့ရှိရင်အမြင့်ဆုံး professional football product လို့တော့မြင်ရနိုင်မဲ့အဆင့်ထိကိုကျွန်တော်မြင်မိထားတယ်ယုံကြည်မိထားတယ်မျှော်လင့်ထားတယ်ဒီဟာတွေကိုတော့ကျွန်တော်မြင်မိတယ်ပေါ့နော်နောက်တစ်ခုကျွန်တော်ထပ်ပြီးတော့မြင်တဲ့အပိုင်းဒါပါလဲဆိုတော့ကျွန်တော်ဒီစီဝေးမှာစုကြီးတိုးမယ်ဆိုတာတဲ့ league ကိုဘယ်လိုမျိုး professional ဖြစ်အောင်တည်ဆောက်မလဲဆိုတဲ့ direction ကိုတော့ကျွန်တော်ကတော့ပို့ပြီးတော့အရေးကြီးတယ်လို့ပဲကျွန်တော်ကပြောချင်တယ်ကဲအခုစတင်တဲ့အဆင့်ပဲရှိသေးတယ်နောက်တစ်ဆင့် Emily အနေနဲ့ကွင်းတွင်းအရေးသွေး club license academy scouting နောက်ပြီးသွားလို့ရှိရင် player contract ပြီးရင် VAR ပြီးသွားလို့ရှိရင်ကျွန်တော် referee broadcast digital content fan နေနဲ့ချိတ်ဆက်မဲ့ဒါကျွန်တော် engagement နေတယ်လိုသေးတယ်ဒီဟာဒီကလည်းပဲတကယ်ကိုခေါင်းထဲဖော်နိုင်မယ်ဆိုလို့ရှိရင်တော့ကျင်းသေးပါတယ်မြန်မာ national ရဲ့အဆင့်တန်းကိုတဖြည်းဖြည်းကျွန်တော်တို့ပုံရိပ်တွေမြင်မာပြီးတော့ကောင်းမွန်လာမဲ့အဆင့်ထိသွားနိုင်မယ်လို့တော့ကျွန်တော်ကတော့မြင်မိထားပါတယ်ဒါကတော့ကျွန်တော်မြင်မိတဲ့အချက်တွေပေါ့လေနော်ဒါကျွန်တော်တို့သွားဖို့အတွက်ဆိုလို့ရှိရင်တက်ညီလက်ညီနဲ့သွားဖို့လိုတယ်ကောင်းတာတွေဆိုးတာတွေအကုန်လုံးကျွန်တော်တို့တွေပြန်ပြီးတော့အတန်တွေပြန်နားဆွင့်ပြီးတော့ကောင်းမွန်တိုးတက်အောင်လို့သွားနိုင်မယ်ဆိုရင်တော့ကျွန်တော်ရှေ့မှာပြောခဲ့တဲ့အတိုင်းပဲဒါကတော့လာမယ့်ရာသီသစ်မှာပြည်သက်တွေအတွက်ပုံစံစမ်းသစ်တဲ့အနေအထားလေးတစ်ခုနဲ့မြင်ရမလားပေါ့နော်အဲ့တော့ logo အသစ်ကမျက်နှာအသစ်နောက်ပြီးတော့စုကြီးတိုးတာကတော့ကစားသမားတွေအတွက်ပို့ပြီးတော့စ조사ခြင်းစိတ်ဖြစ်စေမဲ့အနေအထား club license နဲ့ youth development ကတော့ league ရဲ့အခြေခံအုတ်မြင့်ဒီဟာတွေကိုတော့ကျွန်တော်ခွဲထုတ်ပြီးတော့ရှေ့မှာတော့ပြည်သက်တွေအတွက်တင်ဆက်ပေးသွားခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီတဲကမှဒါကစားသမားစာချုပ်တွေကိုပွင့်လင်းမြင်သာစွာနဲ့ချပြနိုင်ရန်လိုအပ်နေတယ်ဆိုတဲ့အချက်ကလည်းတကယ်ကိုကောင်းမွန်တဲ့အနေအထားပါဘာကြောင့်လဲဆိုတော့မြန်မာကလပ်ဘောလုံးရဲ့ professional အတွက်ကတော့တော်တော်လေးကိုဒီချက်တွေကစိတ်ဝင်စားစရာကောင်းနေတယ်ဆိုတာနဲ့ပဲကျွန်တော်ပြောချင်ရတဲ့ကျွန်တော်ဒါလေးကိုဒီမှာပဲ season လေးရန်နာပြရစီခင်ဗျာအဲ့တော့ရာသီသစ်မကြခင်စတင်တော့မယ်မြန်မာ National League M League ဘာတွေဆက်ဖြစ်လာမလဲချန်ပီယံကဘာတွေဖြစ်လာမလဲเนาะကျွန်တော်တို့ကွင်းပွဲအနေအထားတွေလည်းဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် season လေးကိုဒီမှာပဲရန်နာလိုက်ရပါတယ်ခင်ဗျာစောင့်ကြည့်ပေးကြတဲ့ပရိသတ်တွေအားလုံးလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်